မြန်မာနိုင်ငံဟာမြေပြိုမှုနဲ့ငလျင်ဒဏ်ကိုနောက်တစ်ကြိမ်ခံစားရအောင်မယ်လို့ဟောကိန်းထုတ်လိုက်တဲ့ထိုင်းပေရင်ဆရာမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံဟာနောက်ထပ်ငလျင်ဘေးအန္တရာယ်နဲ့အတူသဘာဝဘေးအန္တရာယ်တွေကိုထပ်မံခံစားရအောင်မယ်လို့ဟောကိန်းထုတ်လိုက်တာကတော့ထိုင်းနိုင်ငံကနာမည်ကြီးပေရင်ဆရာမမော်ပလိုင်းဖြစ်ပါတယ်ပေရင်ဆရာမမော်ပလိုင်းဟာဆိုရင်ထိုင်းနိုင်ငံမှာအကြားအမြင်ရပြီးတော့ကွက်တီမှန်ကန်လွန်းတဲ့အနာဂတ်ဟောကိန်းတွေကြောင့်တော်တော်လေးကိုနာမည်ကြီးတဲ့ပေရင်ဆရာမဖြစ်ပါတယ်ထိုင်းပေရင်ဆရာမမော်ပလိုင်းဟာဆိုရင်အခုနှစ်ထိုင်းတကြံပွဲတော်မှာလူသေဆုံးမှုတွေမီးလောင်မှုတွေဖြစ်မဲဆိုပြီးတော့ဟောကိန်းထုတ်ထားခဲ့တာပါအမှန်တကယ်မှာလဲထိုင်းပေရင်ဆရာမဟောထားတဲ့အတိုင်းထိုင်းနိုင်ငံမှာတကြံပွဲတော်အတွင်းလူသေဆုံးမှုနဲ့မီးလောင်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်ပေရင်ဆရာမမော်ပလိုင်းနဲ့ပတ်သက်ပြီးတော့နာမည်ကြီးသွားစေတာကတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး2024ခုနှစ်မှာဟောထားတဲ့ဟောကိန်းပါထိုင်းနာမည်ကြီးအကြားအမြင်ပေရင်ဆရာမမော်ပလိုင်းဆိုတာနဲ့ဝါ24ခုနှစ်တုန်းကဟောကိန်းတစ်ခုမှာမြန်မာနိုင်ငံမှာမကြခင်ငလင်ကြီးတစ်ခုလှုပ်ဖို့ရှိပြီးမြန်မာငလင်ရဲ့အရှိန်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့အထိအကျိုးသက်ရောက်မှုရှိနိုင်ကြောင်းမြန်မာငလင်ကြောင့်ဘန်ကောက်မြို့မှာပျက်စီးဆုံးရှုံးမှုတွေများပြားမယ်ဆိုပြီးပြောခဲ့ပူးပါတယ်အဆိုပါဘေဒင်ဆရာမပြောချိန်မှာလူတွေကတတိမထားမိခဲ့ကြပေမဲ့အမှန်တကယ်ကိုမြန်မာငလင်ကြီးလှုပ်ခဲ့တယ်လို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တာဖြစ်ပါတယ်အခုခါမှာတော့ဘေဒင်ဆရာမမော်ပလိုင်းကမြန်မာနိုင်ငံမှာနောက်ဆက်တွဲမြေငလင်တွေကြောင့်မြေပြိုမှုတွေနဲ့လူတွေအသက်ဆုံးရှုံးနိုင်တယ်လို့ထပ်မံဟောကိန်းထုတ်လိုက်ပါတယ်ဒါအပြင်မကြခင်မှာပဲအင်ဒိုနီးရှားနိုင်ငံမြန်မာမီးတောင်ကြီးတတောင်ပောက်ကွဲမှုနဲ့အတူအင်အားအကြီးဆုံးမြေငလင်ကြီးလှုပ်ခတ်မှာဖြစ်ပြီးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမြေငလင်ထက်ကိုခံစားရမှာဖြစ်ပြီးဆူနာမီရေလှိုင်းတွေလည်းလာနိုင်တယ်လို့ဆိုပါတယ်ဘေရင်ဆရာမမော်ပလိုင်းကမကြခင်မိုးရင်းကာလကိုရောက်တော့မဲ့အချိန်မှာငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မြန်မာနိုင်ငံအတွင်းနောက်ဆက်တွဲမြေငလင်နဲ့မြေပြိုမှုတွေကြောင့်လူတွေအသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေရှိလာမယ်လို့ကြိုတင်သတိပေးလိုက်တာဖြစ်ပါတယ်